ကြောက်ဖို့တော့ပါ 2026 ဇူလိုင်လ31ရက်နေ့မှာငဝုံမြင့်ရေကာတာကျိုးလို့လေးမျက်နှာမျိုးရေကြီးနေပြီးဒေသခံတွေအရေးပေါ်ရွှေ့ပြောင်းနေကြရပါတယ်။အေယာဝတီတိုင်းလေးမျက်နှာမျိုးနယ်မှာငဝုံမြင့်ရေကာတာကျိုးလို့မြို့ပေါ်ရက်ကွက်9ခုစလုံးရေတွေဝင်ရောက်နေခဲ့တာကြောင့်ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းပေးနေရပြီးကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားရပြီးအနီးဝန်းကျင်ကကျေးရွာ6ရွာထပ်မံနဲ့ရေပေးလို့ရကိုအရေးပေါ်ရွှေ့ပြောင်းနေခဲ့ကြရတယ်လို့ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ဒေသတွင်းသတင်းရင်းမြစ်ရဲ့အဆိုအရသိရပါတယ်။ငဝုံမြစ်တာကျိုးသွားတာတဖြည်းဖြည်းကျယ်လာတယ်။ရေကကန်းတိုက်တက်နေတာ32ပေရှိတယ်။စိုးရိမ်ရေမှတ်က34ပေရှိတာပါ။လေးမျက်နှာမြို့မှာကရက်ကွက်5ခုရှိတာမင်းညကစပြီးရက်ကွက်4နဲ့5မှာရေဝင်လာလို့မြုပ်နေပြီလို့ဒေသခံတအူးကဆိုပါတယ်။ဒီရေကြီးမှုဖြစ်စဉ်ဟာလေးမျက်နှာမြို့နယ်တခွတ်ကျောင်းကျေးရွာအုပ်စုမြစ်ကျိုးကျေးရွာမှာရှိတဲ့ငဝုံမြစ်ရေကာတာဟာအကျယ်လျားပေ90ခန့်တာကျိုးမှုဖြစ်ပွားခြင်းရဲ့အကျိုးဆက်ဖြစ်ပြီးတာကျိုးမှုဖြစ်စဉ်ဖြစ်စေဖို့အတွက်တာတမန်နှိမ့်စင်မှုဖြစ်စေဟာဇွန်လ30ရက်နေ့နေ့လယ်2နာရီခွဲအချိန်ကလေးကအမြင့်18ပေရှိတဲ့တာမိုင်အမှတ်25မြင်းဆောင်3မှာတဲပွဲတစ်ခုဖြစ်ပေါ်ပြီးအစားပြုနေခဲ့တာပဲဖြစ်ပါတယ်ဒေသခံများတာဝန်ရှိသူများဟာတာတမန်ထက်မှန်နှိမ့်စင်မှုမရှိစေဖို့အတွက်ဒုတ်ရိုက်ခြင်းတောက်ချခြင်းတဲမြေဖို့ခြင်းတဲအိတ်စီခြင်းနဲ့တာဣတာလျှော်ဖြစ်နေတဲ့နေရာတွေကိုတဲမြေဖို့ခြင်းစားတဲ့အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများကိုစဝိုင်းအလောက်ဝိုင်းဝန်းလှုပ်ဆောင်ခဲ့ကြပေမဲ့ညနေပိုင်းအချိန်မှာစတင်ပြီးစိမ့်ထွက်နေတဲ့မြစ်ရေများဟာညအထိမရက်သေးပဲဆက်လက်စိမ့်ထွက်နေခဲ့ပါတယ်။ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတဲ့ဒေသခံတအူးကမြစ်ကျိုးတာကကျိုးသွားပြီလို့ပြောလို့ရတယ်။ရေတွေစိမ့်ထွက်တယ်။တာပေါင်တွေနှိမ့်စင်ပြီးအကြောင်းတွေပိုများလာတယ်။လုံးဝကျိုးကြောင်မသွားအောင်ဝိုင်းလုံးနေကြပေမဲ့ဒီအခြေအနေအတိုင်းဆိုရင်မနက်မှာတာကျိုးသွားမှာပဲလို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ည10နာရီခွဲခန့်မှာငဝုံမြစ်ရေကာတာဟာအလျားအကျယ်ပေ90ခန့်အထိတာကျိုးသွားခဲ့တယ်လို့ဆိုပါတယ်။အေယာဝတီတိုင်းမိသားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရယနေ့ဇူလိုင်31ရက်မနက်6နာရီအထိငဝုံမြစ်ရေဟာမြစ်ကျိုးရင်းထဲကိုဝင်ရောက်ခဲ့ပြီးအဲဒီကတဆင့်အမှတ်345ရက်ကွက်တွေအပြင်ဂျန်ကုန်းကျွန်းကုန်းနဲ့ကွန်းချံကုန်းကျေးရွာတွေတဲကိုပါဆက်လက်ဝင်ရောက်နေကြောင်းသိရပါတယ်။သတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့ညှို့ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့17 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။လေးမျက်နှာမျိုးဒေသခံတအူးကမိသက်ကလည်းရေကာတာကျိုးတဲ့နေရာကိုတဲဖို့တာတွေလုပ်နေပါတယ်။ဒါပေမဲ့ရေတက်လာလို့ဂျန်ကုန်းကျေးရွာကျွန်းတဲကျေးရွာနဲ့ကုန်းချံကုန်းကျေးရွာတွေကိုရွှေ့နေပြီးငဝုံမြစ်ရေတက်လာတာနဲ့ဆိုင်ပါတယ်။ည10နာရီခွဲလောက်မှာကျိုးပေါက်သွားတဲ့နေရာကရေထိန်လို့မရတော့ဘူး။ညတွေကလေးမျက်နှာမျိုးပေါ်အထိရေတက်လာတယ်လို့ဆိုပါတယ်။ငဝုံမြစ်တာပေါင်ဟာဇူလိုင်လ30ရက်ည10နာရီ45မိနစ်ကနေ17နာရီဝန်းကျင်အတွင်းမိုင်တိုင်25မြင်းဆောင်3ဝနီမှာမြစ်ရေတွန်းအားကြောင့်ကျိုးပေါက်ခဲ့ရတာဖြစ်ပါတယ်။ဒေသတွင်းသတင်းရင်းမြစ်တွေကတော့တာပေါင်ကျိုးပေါက်ချိန်မှာငဝုံမြစ်ရေဟာစိုးရိမ်ရေမှတ်ကိုမရောက်သေးတာကြောင့်ရေဝင်ရောက်တဲ့ပမာဏဟာ1991တာကျိုးပေါက်မှုအတွင်းဝင်ရောက်ခဲ့တဲ့ရေပမာဏလောက်မများသေးဘူး။အဲ့ဒီတုန်းကတော့တစ်မြို့လုံးကိုနှစ်ရောလို့ဆိုပါတယ်။စိုးရိမ်ရေမှတ်မရောက်ခင်ကျိုးတာကြောင့်ရေဝင်တဲ့ပမာဏကနည်းပါတယ်။91ခုနှစ်ငဝုံရေကာတာကျိုးတုန်းကလောက်ရေပမာဏမရှိပါဘူး။မြို့ပေါ်ကလူတွေအားလုံးရွှေ့နေရပါပြီ။အခုမနက်ကယ်ဆယ်ရေးစခန်းတွေစတင်ဖွင့်လှစ်နေပါပြီလို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတဦးကပြောပါတယ်။လက်ရှိမှာရေဟာဆက်လက်မြင့်တက်နေပြီးမြို့ပေါ်ရက်ကွက်တွေကဒေသခံတွေကိုကုန်းမြင့်နေရာစာတင်ကျောင်းဓမာယုံနဲ့ကယ်ဆယ်ရေးစခန်းတွေစီပြောင်းရွှေ့ပေးနေရတယ်လို့သိရပါတယ်။ဒေသခံတဦးကရေကဆက်တိုးနေတော့မှအားလုံးပြောင်းရွှေ့နေပါတယ်လို့ပြောပြပါတယ်။တာပေါင်ကျိုးပေါက်ရာကဝင်ရောက်လာတဲ့မြစ်ရေဟာဇူလိုင်လ31ရက်မနက်6နာရီအထိမြစ်ကျိုးအင်းထဲကိုဆက်လက်စီးဝင်နေပြီးအဲဒီကနေချောင်းဆောက်စာရေးကုန်းချောင်းနဲ့ဓာကမြစ်ဘက်ကိုဆက်လက်စီးဆင်းနိုင်တယ်လို့အရေးပေါ်သတိပေးချက်မှာဖော်ပြထားပါတယ်။မြစ်ရေဝင်ရောက်မှုကြောင့်လေးမျက်နှာမျိုးအမှတ်134နဲ့9ရက်ကွက်တွေအပြင်အနီးဝန်းကျင်ရှိအနိမ့်ပိုင်းလယ်ကွင်းနဲ့ကျေးရွာတွေပါရေဘေးအန္တရာယ်ရင်ဆိုင်ရနိုင်တယ်လို့သတိပေးထားပါတယ်။အေယာဝတီတိုင်းမိသက်တပ်ဖွဲ့ကမြို့ပေါ်ရက်ကွက်တွေအတွင်းကင်းလဲဆောင်ကြည့်တာရေဘေးသင့်ပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးတာနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပါတယ်။အရေးပေါ်သတိပေးချက်အနေနဲ့ဒေသခံတွေအနေနဲ့တက်ကြီးရွယ်ကို
ကိုကလေးသက်ငယ်နဲ့မတန်ဆွမ်းသူတွေကိုဦးစားပေးရွှေ့ပြောင်းဖို့စေဝါအစာအစာနဲ့အရေးကြီးစာရွက်စာတမ်းတွေကိုယူဆောင်ဖို့နေအိမ်ကလျှက်စစ်မိန်ခလုတ်တွေပိတ်ထားဖို့နဲ့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာကြဖို့တတိပေးထားပါတယ်။ကိုကြီးကယ်ဆယ်မှုတွေလှုပ်ဆောင်နိုင်မှုအတွက်တာမိုင်25မြင်းဆောင်3အမှတ်9ရပ်ကွက်မြစ်ကျိုးဖုံးတော်ကြီးကျောင်းနောက်ဘက်လေးမျက်နှာမျိုးစိုးရိမ်ရတဲ့အခြေအနေမှုပြင်ဆင်လှုပ်ဆောင်တဲ့သူများပြုလုပ်ထားကြပါရန်အတက်နိုင်ဆုံးစ조사ပြင်ဆင်နေပါတယ်။လုံလိုက်ကိုင်းနိုင်သည့်အရွယ်များကိုညီဖို့လာကြပါလို့ဒေသခံတဦးကလူမှုကွန်ရက်ကနေတဆင့်စော်ဩထားပါတယ်။မြစ်ကျိုးတာဟာမြစ်ကျိုးရွာအနီးရှိတာမိုင်25မြင်းဆောင်3ဖြစ်ပြီးမြို့နဲ့တမိုင်ခွဲခန့်သာကွာဝေးကကျွန်းတဲမြစ်ကျိုးအမှတ်9ရပ်ကွက်တို့နဲ့ညီကပ်စွာတည်ရှိတာကြောင့်လက်ရှိလေးမျက်နှာမျိုးရဲစခန်းထဲသို့ရေဝင်ကအနီးပတ်ဝန်းကျင်တွေရေကြီးရေရှမ်းမှုများဖြစ်နေကြောင်းကျောင်းများယာယီပိတ်ထားကြောင်းဒေသခံများကပြောပြပါတယ်လက်ရှိအချိန်အထိလူသေးဆုံးထိခိုက်ဒဏ်ရာရမှုနဲ့နေအိမ်စိုက်ပျိုးမြေပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒီနေ့ဇူလိုင်လ31ရက်နေ့မှာတော့လေးမျက်နှာမြို့တွေကအမှတ်3ရပ်ကွက်အမှတ်4ရပ်ကွက်အမှတ်5ရပ်ကွက်တွေအပြင်ကျန်းကုန်းကျေးရွာကျွန်းတဲကျေးရွာနဲ့ကွန်းချံကုန်းကျေးရွာတို့ရှိဒေသခံပြည်သူတွေကိုရေပင်းသည့်နေရာမှာဘေးကင်းရာသို့ရွှေ့ပြောင်းမှုတွေပြုလုပ်နေရတယ်လို့သိရပါတယ်။လက်ရှိမှာရေဆက်လက်မြင့်တက်နေပြီးမြို့ပေါ်ရပ်ကွက်တွေကဒေသခံတွေကိုကုန်းမြင့်နေရာစာတင်ကြောင်းဓမ္မယုံနဲ့ကယ်ဆယ်ရေးစခန်းတွေစီပြောင်းရွှေ့ပေးနေရတယ်လို့သိရပါတယ်။လက်ရှိမှာကျောင်းများပိတ်ထားပြီးရေဝိုင်းနေတဲ့အိမ်အချို့မှာတက်ကြီးရွယ်အိုများပိတ်မိနေလို့ကိုကြီးကယ်ဆယ်ရေးတွေပြုလုပ်ပြီးရေလွတ်ရာရွှေ့ပြောင်းပေးနေတယ်လို့သိရပါတယ်။ရေကထပ်တိုးလာနိုင်ခြေရှိလို့တချို့ရေမများသေးတဲ့ရက်ကွက်အချို့ကသူတွေလည်းကြိုတင်ရွှေ့ပြောင်းတာမျိုးပြုလုပ်ကြလျက်ရှိပါတယ်။ငဝုံမြင့်ရေဟာငတိုင်းကျောင်းမြို့တွင်ရေမြို့၏စိုးရိမ်ရေမှတ်အောက်3လက်မခန့်အကွာသို့ရောက်ရှိနေပြီးလာမည့်တရက်အတွင်းစိုးရိမ်ရေမှတ်သို့ရောက်ရှိမြင့်တက်လာနိုင်သဖြင့်မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်ကြသူများသတိပြုကြရန်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကယနေ့ဇူလိုင်လ31ရက်နေ့စွဲဖြင့်အသိပေးထုတ်ပြန်ထားပါတယ်။